ဒီနေ့မှာတော့ယာတီပေါ်တီဟိုတီအတီကိုမော်အတုတ်တုတ်စားပြမှာဖြစ်ပါတယ် နေရောရတာအရင်ဝင်ပြစင်ဒီမှာနေ အမေကမဒီရာမင်္ဂလာပါကျွန်တော်ရပူဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီဟိုတီနဲ့ရှောက်ရုပ်ကိုမွန်တုတ်တုတ်စားမှာဖြစ်ပါတယ်ဟိုတော့မလဲပါရပါဝင်လဲဆိုတာကိုဆက်ပြီးတော့တူကြည့်ရအောင်ဗျာ ဟိုပိုတဲ့မွန်ဘီနယ်မှာတီချင်ကတီဟိုတီအရန်ပေါ်တဲ့ချိန်ဖြစ်တဲ့တော့တီဟိုတီကိုဒီတိုင်းစားထက်စားရင်ခုလိုမျိုးတုတ်စားရင်ပို့ပြီးတော့စားကောင်းမယ်ထင်လို့တုတ်စားကြမှာဖြစ်ပါတယ်ရေဦးဆုံးတီဟိုတီကိုရေဆေးပြီးတော့ခုလိုမျိုးအတုံးတစ်တစ်လေးလှိလိုက်ပါမယ်လှိထားပြီးသားဟာတွေကိုတီဟိုတီရဲ့ဖန်နေတဲ့ရတာပျောက်တော့အောင်စားရည်နဲ့တေချာပြန်စေးရပါမယ်ရေကိုလေးတေချာညှစ်ရပါမယ်ဖန်တဲ့ရတာမရပဲတုတ်တုတ်တဲ့ခါပို့ပြီးတော့စားကောင်းရအောင်တီဟိုတီနဲ့လိုက်ဖက်ဆောင်တော့ရှောက်ရွက်ပဲဖြစ်ပါတယ်ရှောက်ရွက်ကိုချွေပြီးတော့အခုလိုမျိုးပပလေးလှိထည့်ပေးရပါမယ်ပြီးတော့မပါမဖြစ်ချစ်သွန်နေတလုံးနဲ့လှိထည့်ပေးရပါမယ်နောက်ထပ်မြေပဲရဲ့စီတက်ထားတဲ့စီကြက်ရဲ့အချိုမောက်ရဲ့ငံပြားရည်နည်းနည်းရဲ့ပြီးတော့ငရုတ်တီးမှုတ်ပေါ့နော်အရတာပို့ပြီးစားလို့ကောင်းအောင်ပစွန်6နဲ့မြန်တီးစိမ့်ကိုလည်းထောင်းထည့်ပေးရပါမယ်အဲ့ဒါမှချင်းနဲ့ရတာရမှာပေါ့နော် ဒီမှာတော့အစာပလာလည်းအကုန်လုံးထည့်ပြီးပြီဆိုတော့နေတော့မယ်ကဲပြီးတူစားကြမယ် နေတဲ့ခါမှာလည်းရတာပို့ပြီးစိတ်ဝင်သွားအောင်ပို့ပြီးစားလို့ကောင်းအောင်အားထည့်ပြီးတော့အားရပါရနေပေးရပါမယ် ကဲ ဟာပဲ ဒီနေ့ဆိုတော့အရန်မိုးရပါတော့ရှောက်ရွက်ရဲ့နဲ့နဲ့ကဲမြည်ကြည့်လိုက်အောင်မယ်ကောင်းမကောင်းเสียก้าก็ตีไป ก็จิ ป้ามาแค่กระสามดูเรา สารก็น้าวแล้วนะ แกก้าวนะมันจะซาเบาตีโฮตีโอตีเราမျိုးတုတ်စားကြည့်เนาะအရန်ကောင်းတယ်ဘာမှလည်းမပါလွယ်ကူရိုးရှင်းတယ်လူတိုင်းနဲ့တုတ်နိုင်တယ်ပေါ့เนาะဒီလိုမျိုးတုတ်စားကြည့်ပါလို့ဒီဟိုတီတုတ်နဲ့ဒီသမင်းဖြူနေပါเนาะအရန်တွဲစားအရန်စားလို့ကောင်းတယ်စားဘူးကြလားခင်ဗျာစားဘူးကြရင်ကောင်းမှမရေးပေးကြအောင်เนาะတော့ဘာကိုသိပါဟဲမမလို့တော့ဒီမှာဘယ်ကကောင်းလားဒီချိန်ကတော့ကျွန်တော်တို့ပပိုးလေးမူမီတယ်မှာတီဟိုတီအရန်ပေါ်ရပါတော့တီဟိုတီကိုဒီတိုင်းစားအထက်စားရင်ဒီလိုမျိုးသုတ်စားရင်တော့တကယ်စားကောင်းတယ်တုတ်လို့လွယ်တယ်တုတ်စားကြည့်ပါလို့ပပိုးကြံပေးချင်ပါတယ်ကုန်နေပြီဘာမှကြံတော့စားကြပါအောင်ခင်ဗျာရှိတော့တော့အပြောင်းပဲဒီနေ့လေးပို့ဒီဟိုတီတောက်လဲတောက်ပြပြီးဆိုတော့ဒီ blog ဒီမှာပဲစောင့်တက်ချင်ပါတယ်နောက်ထပ်ပါရိုက်ပြအောင်မလဲဆိုတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာတတာ